င်္ဂလာပါလက်ရှိတို့ကိုကျွန်တော်ဒီနေ့မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးတွေကတော့ကျွန်တော်ဘဝအတွေ့အကြုံကနေဖြတ်သန်းလာတဲ့အတွေ့အကြုံတွေကျွန်တော်သင်ကြားခဲ့တဲ့စာပေသင်ကြားတဲ့အတွေ့အကြုံတွေကနေပြီးတော့ကိုယ့်ရဲ့ရင်သွေးငယ်လေးတွေကိုဘယ်လိုပြုစုပြောင်းထောင်မလဲဆိုပြီးတော့အပိုင်း၃ပိုင်းကျွန်တော်ပြောပြပေးသွားမှာပါပထမပိုင်းကတော့ကျွန်တော်အသက်3နှစ်ကနေပြီးတော့9နှစ်လောက်ထိကျွန်တော်ဘယ်လိုပြုစုပြောင်းထောင်ပေးရမလဲပေါ့အဲ့ဒီစိတ်ပိုင်းလေးပြောသွားမှာပါလေ့ကျင့်သင်ကြားတဲ့ဆိုတဲ့နေရာတွေမှာမိဘတွေအများစုလူအများစုကကျောင်းတွေမှာပဲလေ့ကျင့်သင်ကြားလို့ရတယ်လို့ထင်ကြပါတယ်အမှန်တကယ်ကတော့ပထမဦးဆုံးလေ့ကျင့်သင်ကြားတဲ့နေရာအိမ်ဖြစ်ပြီးတော့ပထမဦးဆုံးလေ့ကျင့်သင်ကြားပေးတာနေရာမိဘတွေပဲဖြစ်ပါတယ်ကလေးတွေကိုကျွန်တော်အရင်ဆုံးစတင်ပြီးတော့သင်ကြားတဲ့နေရာမှာကျွန်တော်တို့ကဘာလို့သင်လဲဆိုတော့သူတို့ကို habit အလေးကျင့်လေးတွေလုပ်ပေးတယ်အခုမှကျွန်တော်ဖက်နယ်လေးတွေကိုညီစီပြီးတော့ထပ်ထားတာအစသူတို့ကစားလိုက်တဲ့ကစားစရာလေးတွေကိုတေချာသိမ့်တတ်တာအစစောက်လေးတွေဆိုလို့ရှိရင်လေစီပြီးထားတတ်တာအစအဲ့လိုမျိုးကျွန်တော်တို့ကလေ့ကျင့်သင်ကြားပေးတယ်ကြီးတဲ့အခါကျမှကျွန်တော်တို့သင်တယ်ဆိုရင်ကလေးတွေအနေနဲ့လိုက်နာဖို့အတွက်ခဲပါတယ်ပြီးလို့ရှိရင်တချို့မိဘတွေကပြောရပေါ့အင်္ဂါကလေးတွေကဖုန်းမဲအရန်သုံးနေတာပဲစာဖတ်တဲ့အလေးထားအရန်နေတယ်ဒါကိုဖြည့်ရှင်းရတာလေလွယ်ပါတယ်ဗျဘာမှမခက်ပါဘူးဒါဘယ်လိုလဲဆိုစာအုပ်ချဖတ်ဆိုလို့ဘယ်တော့မှဖတ်မှာမဟုတ်ဘူးကြည့်ကြပါမယ်အဲ့တော့ကျွန်တော်ပြောတဲ့အလေးထားလေးတွေကို6လလောက်ကျွန်တော်စမ်းကြည့်လိုက်ပါပထမဆုံးကလေးတွေပေါ့ကလေးတွေကိုညဘက်အေးစစ်စစ်ဖြစ်တဲ့အချိန်မှာပုံပြောတဲ့လေးထားလေးတွေပြောမယ်အဲ့ဒီပုံပြောတဲ့အခါမှာပထမတော့ပုံမြင်မှုကျွန်တော်ကအစားဆုံးပြောမယ်နောက်ကကျလို့ရှိရင်အစားဆုံးမပြောဘဲနဲ့တန်ပုံအမြင့်ဆုံးဆက်ရှိအမြင့်ဆုံးရောက်တဲ့နေရာလေးမှာတိတ်ကလေးဆိုကျွန်တော်ရပ်ထားလိုက်ရပ်ထားပြီးတော့ကလေးတွေကပုံပြောပါဆိုလို့ရှိရင်โอเคပြောပေးမယ်လက်ခံချလို့ရှိရင်ဆက်ပြောပေးမယ်ဒါလို့စာဖတ်တတ်တဲ့အရွယ်ဖြစ်ခဲ့မယ်ဆိုရင်ဟုတ်တယ်ဒါကြီးအဲ့ဒီပုံမြင်လေးရဲ့အဆက်ကတော့ဘယ်စာအုပ်လေးထဲမှာပါတယ်အဲ့ဒီစာအုပ်ကလည်းအစင်းလေးဝယ်ထားဖို့တော့လိုတာပေါ့ဗျာအဲ့ဒါဆိုလို့ရှိရင်တော့ကလေးတွေကစာဖတ်တဲ့အလေးထားတဖြည်းဖြည်းနဲ့ရလာပါလိမ့်မယ်စာဖတ်တဲ့အလေးထားလုပ်ချင်လို့ရှိရင်တော့ပုံပြောတဲ့အခြေခံတွေကနေစပြီးတော့ကျွန်တော်လုပ်တင်ပါတယ်တစ်ချိန်တစ်ချိန်ဆိုလို့ရှိရင်ခက်ခဲကောင်းခက်ခဲနေမယ်အဲ့တော့အလေးထားတွေများတာပါများလို့ရှိရင်ဒါကအကျင့်ဖြစ်သွားပါတယ်အဲ့ဒီကောင်းမွန်တဲ့အကျင့်စရိုက်တွေဆွဲစီဖို့အတွက်ငယ်စဉ်ကလေးကပြုစုပြောင်းထောင်ရပါတယ်အသက်3နှစ်ကနေပြီးတော့9နှစ်အတွင်းမှာပြုစုပြောင်းထောင်ဖို့ကျွန်တော်တို့ပစ္စည်းလေးတွေစနစ်တကျထားထက်လာလေ့ကျင့်ပေးပါနံပါတ်1စာဖတ်တတ်လာအောင်ဆိုလို့ရှိရင်မိဘတွေကိုယ်တိုင်ကပုံပြောပေးပါတခြားသူတယောက်ကိုညီတက်တဲ့စိတ်ထားရှိအောင်အလုပ်လုပ်ကင်ခြင်းတဲ့စိတ်ရှိအောင်သူတို့တက်နိုင်တဲ့အလုပ်လေးတွေကိုညီပြီးတော့ခိုင်းပေးပါခိုင်းပေးတာနဲ့သူတို့အကူညီတောင်းနေဆိုရင်ကလေးတွေကပို့ပြီးတော့သဘောကျပါတယ်โอเคကျွန်တော်ပြောချင်တာကငယ်မှတန်တယ်ကြီးမှနေပြီးလာမှပြငယ်စဉ်ကလေးကကောင်းမွန်တဲ့အလေးထားလေးတွေကိုလုပ်ပေးခဲ့မယ်ဆိုရင်စီကံရှိတဲ့ကောင်းမွန်တဲ့လူတော်လေးတွေဖြစ်လာမှာအသေးချပါပဲထိမ့်မတက်ဇိန်းဆက်ဆက်ဆိုတဲ့အရွယ်လေးတွေပေါ့10နှစ်ကနေပြီးတော့16လောက်ထိပေါ့အဲ့ဒီအရွယ်လေးတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုထိမ့်သိမ်းရမယ်ဆိုတာကိုတော့နောက်တစ်ပိုင်းကျမှကျွန်တော်ဆက်ပြီးတော့တွေ့ကြတာပေါ့အားလုံးကျေးဇူးတင်ပါတယ်